တနင်္လာသားသမီးများအားလုံးမင်္ဂလာပါခင်ဗျာတနင်္လာသားသမီးများအတွက်တပတ်အစားနမိတ်ကလေးဖြစ်ပါတယ်နမိတ်ကရဲ့ဆိုလိုရင်အတိတ်ပဲရမိတ်ဆွေတနင်္လာသားသမီးဟာဒီတပတ်တာအတွက်အမှာအလုပ်အပြောင်းလဲကိစ္စတွေအိမ်အပြောင်းအရွှေ့ကိစ္စတွေပြုလုပ်မယ်ဆိုရင်တေချာပေါက်အဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်အလုပ်ကိုင်ရှာဖွေနေတဲ့ကိစ္စတွေမှာအလုပ်တဲ့အကိုင်အသစ်လေးတွေရရှိခြင်းကြုံတွေ့ရပါလိမ့်မယ်။သို့ပေမဲ့အလုပ်ထဲမှာရန်ပေါ်ခြင်းအိမ်တွင်းရေးရန်ပေါ်ခြင်းကိစ္စမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ထို့နောက်တနင်္လာသားသမီးဟာဒီအခုကာလမှာအပူချက်တက်ခြင်းကျန်းမာရေးအနေနဲ့ခြေထောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးညံ့သက်ခြင်းတွေကြုံတွေ့ရနိုင်ပါတယ်။ဦးခေါင်းပိုင်းအနေနဲ့လည်းမကြာခဏကျန်းမာရေးညံ့သက်ပါတယ်။ခရီးကိစ္စတွေနဲ့ပတ်သက်လာရင်တော့မိမိရွေထားတဲ့ခရီးကိစ္စတွေအောင်မြင်မယ်သွားလာရမယ်နိုင်ငံရေးခြားကိစ္စတွေနဲ့ပတ်သက်ရင်အခွင့်အလမ်းရရှိမယ်မိမိနဲ့ပတ်သက်ပြီးတော့မိမိဆွေမျိုးသားချင်းအထောက်ပံ့ကောင်းကြုံတွေ့ရလိမ့်မယ်မိမိကိုလည်းထောက်ပံ့မှုလေးတွေပေးတာမျိုးကြုံတွေ့ရပါလိမ့်မယ်အဆက်အသွယ်ပြတ်နေတဲ့ရဝေးကကိုယ့်ရဲ့မိတ်ဆွေတွေမိသားစုတွေနဲ့အဆက်အသွယ်ပြန်လည်ရရှိခြင်းကိစ္စမျိုးတွေကြုံတွေ့ရနိုင်ပါတယ်အယောင်းဝယ်ကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်အညံတဲ့အကောင့်ဖြစ်တဲ့အတွက်ကြောင့်မို့အယောင်းဝယ်နဲ့ပတ်သက်ပြီးတော့နှစ်ဆမြင့်နိုင်တဲ့အနေအထားမျိုးဒီတစ်ပတ်တာမှာကြုံတွေ့ရနိုင်ပါတယ်အရင်အပတ်တွေမှာဘလောက်ပဲညံနေဒီတစ်ပတ်တာမှာအယောင်းဝယ်ကောင်းတွေရရှိပါမယ်ဖြစ်မြောက်ပါမယ်နှစ်ဆမြတ်ပါလိမ့်မယ်အယောင်းဝယ်ကိုတေချာပေါက်မိမိလုံနေတယ်ဆိုရင်တော့ဂရုစိုက်ဖို့လိုအပ်ပါတယ်သို့ပေမဲ့မိမိသည်အယောင်သေးဆိုင်ကိစ္စတွေအိမ်မြေစက်ပစ္စည်းကိစ္စတွေမှာဖြတ်လို့ပျက်စီးကိစ္စမျိုးတွေတော့ကြုံတွေ့ရနိုင်ပါတယ်အနောက်ဆက်တွေလာရောက်ကြုံတွေ့ပါလိမ့်မယ်ထိုအနောက်ဆက်တွေသည်ကိုယ်နဲ့ရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းဒါမျိုးတွေကအနောက်ဆက်မှုကြုံတွေ့ရတတ်ပါတယ်ရောက်တဲ့တယောက်နားလဲမှုလွဲခြင်းကိစ္စမျိုးတွေဖြစ်တတ်ပါတယ်အခြေရေးနဲ့ပတ်သက်လာတော့အပြောင်းလဲကိစ္စမျိုးဖြစ်တတ်တယ်တဲ့အခြေရေးနဲ့ပတ်သက်လာလို့ရှိရင်လက်ရှိအနေနဲ့ဖြစ်နေတဲ့အခြေရေးမှာအနေနောက်အခြေရေးအသစ်တစ်ခုပြောင်းလဲတတ်ပါတယ်တဲ့ဖောက်ပြန်တတ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်အိမ်တော်ရေးအနေနဲ့ကတော့အိမ်တွင်းတယောက်နဲ့တယောက်တစ်ကြက်ဖြစ်မယ်အစင်မပြေကိစ္စမျိုးလေးတွေကြုံတွေ့ရတတ်ပါတယ်ဒါမျိုးလေးတွေရှိတတ်ပါတယ်ဆက်သူကိစ္စတွေအုပ်စုအဖွဲ့အစည်းကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ကြောက်ကစားဖြစ်ခြင်းနားလည်မှုလွဲခြင်းတွေဖြစ်ပါလိမ့်မယ်တပတ်တာလုံးကန်ကောင်းခြင်းနဲ့ဆိုရင်တော့ရေတောက်ရေခွက်နှစ်ခွက်ဖြစ်တောက်တော်ရေကက်လူပါကြီးစိုးတဲ့ကဏ္ဍတစ်လေးကဏ္ဍတွေဖြစ်